ရောက်ပါပြီရန်ကမိုးနဲ့ကြိုပါတယ်ဗျာမိုးနဲ့ထွက်လာရင်မိုးနဲ့ကြိုပါတယ်ဒီကဖွင့်ရမှာဝင်လို့ရပါဘူးရှင်းမှာဝင်ရလားမသိဘူးเนาะဘာမှဖောက်ထားလိုက်ဘာရှင်းတာမီးပြပေးမယ်မီးပြပေးမယ်ကြည့်လိုက်ပါဦးနည်းနည်းလေးပါမြဒီနည်းနည်းကြည့်လိုက်ပါဦး90တဲ့စက်ပြီးစောင်းလိုက်တယ်။ဒါမှမဟုတ်တော့မှအဲ့ဘက်စီးနေပါလေ။ဟုတ်တယ်လားဟုတ်တယ်ရတယ်ကျွန်တော်ရှစ်မိုင်ကဟော်တယ်ရန်ကုန်မှာကျွန်တော်တင်ရပြီးတော့မနမိုးလင်းကျွန်တော်ရမန်းလေးကိုဆက်သွားမှာပဲဖြစ်ပါတယ်။အဲဒါကြောင့်ပြင်ဆင်စရာရှိရတယ်ပြင်ဆင်ပြီးတော့မန်းလေးကိုဆက်သွားခဲ့ပါတယ်။
ကဲကျွန်တော်ရဲ့မန်လေးတူကိုရင်ကြီးခီးစဉ်ရဲ့နောက်ဆုံးဗီဒီယိုပိုင်းလေးပဲဖြစ်ပါတယ်ဒီပိုင်းလေးမှာတော့ကျွန်တော်ရန်ကုန်မြို့ပေါ်မှာပထမဆုံးဆိုင်ကမောင်းဘူးချင်းအတွေ့အကြုံလေးတွေကိုကျွန်တော်အမှတ်တရအနေနဲ့ဗီဒီယိုလေးလုပ်ပြီးတော့စေထားခြင်းတော့ကျွန်တော်စိတ်ပြီးတင်ထားခြင်းတော့ကျွန်တော်ဗီဒီယိုလေးလုပ်လိုက်ခြင်းပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့မန်လေးတူကိုရင်ကြီးခီးစဉ်ကတော့ဘဝမှာအဝေးဆုံးနဲ့အကြမ်းအတမ်းဆုံးခီးစဉ်တစ်ခုပဲဖြစ်ပါတယ်ဒီခီးစဉ်မှာကျွန်တော်တို့ပျော်ရွှင်ခဲ့ရပါတယ်အတွေ့အကြုံတွေလည်းအများကြီးရခဲ့ပါတယ်အဲ့တော့မန်လေးမြို့ကိုလည်းကျွန်တော်တို့ပျော်ရွှင်နဲ့အနေကင်းနဲ့ပြင်ရောက်ခဲ့ပါတယ်။မိုင်းလည်းအဝေးမောင်းခဲ့ရတာဆိုတော့လူတွေလည်းတော်တော်ပြန်မှန်းပါတယ်။အဲ့တော့ဒီဗီဒီယိုလေးကတော့ကျွန်တော်အမှတ်တရအနေနဲ့နောက်ဆုံးအပိုင်းလေးပဲဖြစ်ပါတယ်။တင်လိုက်ခြင်းပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာထပ်တွေ့မယ်နော်။အားလုံးဘိုင်ဘိုင်